နေ့ရက်တိုင်းကိုအလားဆုံးနဲ့အဖို့ပါဆုံးဖြတ်တတ်ခြင်းနဲ့ကိုရဲ့ကောင်မလေးတို့ကြီးကိုရဲ့ရာသီဥတုတွေမှာလှပမှုနဲ့တတော်တာရှိမှုကိုဘယ်လိုပေါင်းစပ်ရမလဲစဉ်းစားနေမိလားကိုခန္ဓာပုံစံနဲ့အလိုက်ဖက်ဆုံးဝတ်ဆောင်ကိုရှာဖို့အခက်အခဲရှိနေတတ်လား Rose တွေကနေကိုရဲ့စိတ်ကူးတွေကိုအကောင့်တွေပေါ်ပြီးမဲ့ BKA ချင်းဝက်ဆက်လေးနဲ့မိတ်ဆက်ပေးပါရစေရှင်ဒီဝက်ဆက်လေးကချွေမရဲ့အနေရွယ်တွေကိုပို့ပြီးပွင့်လက်တောက်ပါစီကိုဖန်တီးပေးတာပါဒီဝက်ဆက်လေးရဲ့ထူးခြားချက်တွေကတော့နူးညံ့အိစက်တဲ့ဂျင်းအင်ဂျီလေးကဝတ်စင်တူတိုင်းကိုတော်တော်နဲ့လွတ်လပ်ပေါ်ပါစီပါတယ်ရှင်ပေါ်ပါပြီးလေဝင်ထက်ကောင်းတဲ့ချင်းတော်လာစားစက်ကလေးကပိုးရတဲ့ရာသီဥနဲ့အထူးသစ်တော်ပြီးတော့နူးညံ့တဲ့နောက်ပေါ်ဆောင်ပေးပါတယ်ရှင်အင်ဂျီကရင်ဆိုင်30ကနေရင်ဆိုင်40နဲ့စက်ကခါ32ကနေခါ40နဲ့ဒီ48လက်မတိဆိုတော့ဘဲကိုခန္ဓာပုံစံမွေးနေမယ်ဆိုစိတ်ပူစရာမလိုပဲဝတ်ဆင်နိုင်မှာပါရှင်တစုံနဲ့ပြည့်ပြည့်စုံနဲ့ဖက်ရှင်ကိုရတယ်လို့ကိုဖက်ရှင်စိတ်ကူးရဲ့အတိုင်းအင်ဂျီကိုဘောင်းမီနဲ့တွဲဝတ်တာမျိုးစက်ကကိုချားအင်ဂျီနဲ့တွဲဝတ်တာမျိုးတွေလည်းလုပ်လို့ရတာကြောင့်ဝမ်းဆက်တဲ့ထဲနဲ့ပုံစံမျိုးစုံဖန်တီးနိုင်ပါတယ်ရှင်အကျွေးနဲ့ကော်ဖီဆိုင်ပဲတော်မလားဈေးဝယ်ထွက်မလားအခါသမီးရတိုင်းမှာလှပလွတ်လပ်စွာရှင်းသနိုင်ပါပြီရှင်လှပမှုနဲ့တတော်တာရှိမှုကိုတပြိုင်နက်တည်းပိုင်ဆိုင်နိုင်မဲ့ဒီ BKA ဂျင်းဝက်ဆက်လေးကို Rose လေးဝဲမှာဈေးနှုန်း1,16500ကျပ်နဲ့ဝယ်မှယူနိုင်ပါပြီရှင်ကိုယ့်ရဲ့ fashion key ကိုပို့ပြီးပြည့်စုံစေမဲ့ဝက်ဆက်လေးကိုလက်မလွတ်သင့်ဘူးနော်ဘယ်မှယူဖို့3996308033လုံးကိုဆက်သွယ်ပြီးမှယူနိုင်ပါတယ်ရှင်